Bangkok စားတောက်ဆိုင်မီးလောင်မှုကြောင့်အနည်းဆုံး29ဦးသေဆုံးထိုင်းနိုင်ငံဘန်ကောက်မြို့လက်ဖရောင်းလမ်းရှိရောင်ဘီယာနာလက်ဖရောင်းစားတောက်ဆိုင်တွင်ဇူလိုင်12ရက်ညပိုင်းကမီးလောင်မှုဖြစ်ပွားခဲ့ရာအနည်းဆုံးလူ29ဦးသေဆုံးပြီးဒါဇင်နှစ်ချီထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်မီးလောင်မှုမှာနနက်12နာရီ2မိနစ်ခန့်တွင်စတင်ဖြစ်ပွားခဲ့ပြီးထိုအချိန်တွင်ဆိုင်အတွင်းယူအများအပြားရှိနေခဲ့သည်မီးတောင်များသည့်ဆိုင်ဝင်ပေါက်ပတ်မှအရှိန်ပြင်းစွာလောင်ကျွမ်းလာသဖြင့်လာရောက်စားတောက်နေသူများအော်ဟစ်ထွက်ပြေးခဲ့ရသည်မီးတပ်တပ်ဖွဲ့သည်မီးကိုမိနစ်30ခန့်အတွင်းထိန်းချုပ်နိုင်ခဲ့တော့လေတေဆုံးသူအများစုမှာမီးခိုးရှူမိခြင်းကြောင့်အသက်ဆုံးရှုံးခဲ့ရကြောင်းထိုင်းတာဝန်ရှိသူများကပြောကြားထားသည်ဆိုင်အတွင်းမီးခိုးများလျင်မြန်စွာပြန့်နှံ့ခဲ့ခြင်းကအသေးအပြောက်များပြားစေသည့်အဓိကအကြောင်းရင်းဖြစ်နိုင်ကြောင်းလည်းစုံစမ်းစစ်ဆေးရေးအဖွဲ့ကသုံးသပ်ထားသည်လက်ရှိတွင်မီးလောင်ရသည့်အကြောင်းရင်းကိုသက်ဆိုင်ရာတာဝန်ရှိသူများကဆက်လက်စုံစမ်းနေကြောင်းသိရသည်